ထက်ထက်ဆုံးမခြင်းကိုခံတော်လဲမိမိလေပင်ကိုခိုင်မာစေသောသူသည်ကိုးကွယ်ရမရရုတ်တရက်ပျက်စီးလိမ့်မည်ဖြောင့်မတ်သောသူတို့သည်အခွင့်ရသောအခါပြည်သူပြည်သားတို့သည်ဝမ်းမြောက်တတ်ကြ၏မတရားသောသူတို့သည်အုပ်ဆိုးသောအခါမူကားပြည်သူပြည်သားတို့သည်ဝမ်းနည်းတတ်ကြ၏ပညာတရားကိုနှစ်သက်သောသူသည်မိမိအဘကိုဝမ်းမြောက်စေ၏ပြည်တစားတို့နှင့်ပေါင်းဖော်သောသူမူကားဥစ္စာပြုံးတည်တတ်၏တရားသဖြင့်စီရင်သောရှင်ဘုရင်သည်တိုင်းပြည်ကိုတည်စေတတ်၏တစိုးစားသောရှင်ဘုရင်မူကားတိုင်းပြည်ကိုမှောက်လှန်တတ်၏အိမ်နီးချင်းကိုချုံမော့သောသူသည်အိမ်နီးချင်းသွားရလမ်း၌ကွန်ရက်ကိုဖြန့်ထား၏အဓမ္မလူပြစ်မှားရ၌ကြော့ကွင်းထောင်ရရှိ၏ဖြောင့်မတ်သောသူမူကားရှင်လန်းစွာသခြင်းဆိုတတ်၏ဖြောင့်မတ်သောသူသည်ဆင်းရဲသောအမှုကိုဆင်ခြင်တတ်၏မတရားသောသူမူကားထိုအမှုကိုပမာဏမပြုတတ်မထီမဲ့မြင်ပြုသောသူတို့သည်မြို့ကိုမီးရှို့တတ်၏ပညာရှိသောသူတို့မူကားဒေါသအမျက်ကိုလွှဲတတ်၏ပညာရှိသောသူသည်မိုက်သောသူနှင့်အမှုတွေ့လျှင်စိတ်ဆိုးသည်ဖြစ်စေပြုံးရည်သည်ဖြစ်စေအားရစရာအကြောင်းမရှိလူအသက်ကိုတတ်တတ်သောသူတို့သည်စုံလင်သောသူကိုမုန်းတတ်ကြ၏ဖြောင့်မတ်သောသူတို့မူကားသူတစ်ပါးအသက်ကိုစောင့်မတတ်ကြ၏မိုက်သောသူသည်မိမိကြံစီသမျှကိုဖော်ပြတတ်၏ပညာရှိသောသူမူကားအစင်မသိမီထိန်ဝက်တတ်၏မင်းသည်မူတာစကားကိုနားထောင်လျင်ကျွန်အပေါင်းတို့သည်လူဆိုးဖြစ်ကြလိမ့်မည်ဆင်းရဲသောသူနှင့်ညှင်းဆဲသောသူတို့သည်တွေ့ကြုံကြပြီထာဝရဘုရားသည်ထိုနှစ်ဦးတို့အားအလင်းကိုပေးသနာတော်မူ၏ကျိန်လုံးနှင့်ရိုက်ခြင်းနှုတ်နှင့်ဆုံးမခြင်းအဖြစ်ပညာတိုးပွားတတ်၏ကလေးတဦးအားသူ့သဘောအတိုင်းနေစေလျင်အမိကိုအရှက်ခွဲတတ်၏မတရားသောသူတို့သည်များပြားသောအခါလွန်ကျူးခြင်းအပြစ်တိုးပွားတတ်၏တို့ရာတွင်သူတို့ပျက်စီးခြင်းကိုဖြောင့်မတ်သောသူတို့သည်မြင်ရကြ၏သင်၏သားကိုဆုံးမလောတို့ပြုလင်သူသည်တင့်ကိုချမ်းသာပေးမည်ထိုမြမကစိတ်ရှင်လန်းစရာအခွင့်ကိုပေးမည်ဗျာဒိတ်တော်မရှိလင်လူတို့သည်အကျိုးနည်းဖြစ်ကြ၏တရားတော်ကိုစောင့်တော်သူမူကားမင်္ဂလာရှိ၏စကားအဖြစ်သာကျွန်ကိုဆုံးမ၍နားမထောင်နိုင်ရသူသည်နားလေတော်လဲနားမထောင်ဘဲနေလိမ့်မည်တတိမရှိဘဲစကားများသောသူရှိလင်ထိုသူသည်မျောလင့်စရာအခွင့်ရှိသည်ထက်ကျွန်သည်ငယ်သောအရွယ်မှစ၍ပျော်ပါအောင်ကျွေးမွေးခြင်းကိုခံရလင်နောက်ဆုံး၌သားအရာကိုရလိမ့်မည်စိတ်ဆိုးတတ်သောသူသည်ခိုက်ရန်မှုကိုနှိုးဆော်တတ်၏ပြင်းထန်သောသူသည်လည်းအလွန်အကျူးများတတ်၏မိမိမာနသည်မိမိကိုနှိမ်ချလိမ့်မည်စိတ်နှိမ်ချသောမူကားဂုံအတီကိုရလိမ့်မည်တခိုးကိုလက်ခံသောသူသည်မိမိအသက်ကိုမုန်းတတ်၏ကျိန်ဆိုခြင်းကိုပြုတော်လဲအမှုကိုမဖော်မပြတတ်လူကိုကြောက်ရွံ့ခြင်းသဘောသည်ကြော့ကွင်းကိုထောင်တတ်၏ထာဝရဘုရားကိုခိုလုံသောသူမူကားလုံခြုံလိမ့်မည်မင်းပြုသောကျေးဇူးကိုများသောသူတို့သည်ကြိုးစား၍ရှာတတ်ကြ၏တို့ရာတွင်ခတ်သိမ်းသောသူတို့၏အမှုကိုထာဝရဘုရားစီရင်တော်မူ၏တရားသောသူသည်မတရားသောသူကို၎င်းမတရားသောသူသည်တရားသဖြင့်ကျင့်သောသူကို၎င်းဆက်ဆုပ်ယွန်းရှာတတ်၏